ကောင်မလေးရဲ့လက်မောင်းပေါ်မှာစူးချွန်တွေရုပ်တရက်ထွက်လာခဲ့ပါတယ်။သူမဟာထိတ်လန့်တကြားနဲ့အဲ့ဒီစူးတွေကိုကက်ကြီးနဲ့ညှက်ထုတ်ပစ်လိုက်ပြီးမြဲမကြခင်မှာပဲသူမရဲ့အရေးပြားတွေဟာပုတ်ဆပြူလာပါတော့တယ်။ကြောက်လန့်တကြားနဲ့စီးရုံကိုအပြေးသွားခဲ့ပြီးမြဲဆရာဝန်ကသူမရဲ့ဒဏ်ရာကိုမြင်တဲ့အခါကူးဆက်ယောဂလို့ထင်သွားပြီးလုံခြုံရေးတွေကိုခေါ်ပြီးသူမကိုတီးတန့်ခွဲထားဖို့လုပ်ပါတော့တယ်။ကောင်မလေးလည်းကြောက်ပြီးထွက်ပြေးရင်လူနာဆောင်တစ်ခုလည်းရောက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့လက်ကနေစူးတွေထပ်ထွက်လာပြန်ပါတယ်။သူမဟာမဆိုင်မတွေ့ပဲနေရန်ဘိုးကိုကောက်ကတ်တက်သွားခဲ့ပြီးဒါကိုမြင်တဲ့လူနာကတော့အံ့ဩမြင်တက်သွားပါတယ်။တိတ်နေလို့သူမကတတိပေးလိုက်တဲ့အတွက်လုံခြုံရေးတွေသူမကိုရှာမတွေ့သွားပါဘူး။အိမ်ပြန်ရောက်တဲ့အခါသူမရဲ့လက်သေးတွေတစ်ခုပြီးတစ်ခုကျွတ်ထွက်လာပြီးခွန်ဝါးတွေကလည်းပုံမှန်ထက်ပိုတန်းမာလာတာကိုတတိထားမိလာပါတယ်။ဒီနေ့မှတော့သူမလမ်းလျှောက်နေတော့ဒူလေးတနာအဖွဲ့တစ်ခုကသူမကိုဖန်ပေးဆွဲသွားပါတယ်။နိုးလာတဲ့အခါမှာတော့ကလထိုင်မှာအခြေခံထားရတာကိုတွေ့လိုက်ရတယ်။သူမဟာအကြံရသွားပြီးလက်မောင်းကစူးချွန်တွေကိုတုံပြီးကျိုးတွေကိုဖျက်လိုက်ပါတယ်။စပွဲပေါ်ကအသားတွေကိုလည်းဗိုက်ဆာဆာနဲ့ငန်းမရစားပွဲပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာလည်းလက်နက်ကင်တွေရောက်လာပြီးသူမကိုစမ်းသက်ဖို့အတွက်ဆေးရုံကိုပြန်ခေါ်သွားရပါတယ်။ဒါပေမဲ့ကောင်မလေးကရုံးထန်နေခဲ့ပြီးသူမကိုဖမ်းထားတဲ့သူတွေကိုအနိုင်ပိုင်းခဲ့ပါတယ်။သူတို့ဟာသူမရဲ့တိုင်ပတ်မဟုတ်တော့ပါဘူး။ဆေးရုံကနေလွတ်မြောက်လာပြီးတဲ့နောက်မှာတော့ကောင်မလေးဟာနောက်ဆုံးမှာပဇင်ရင်ကွင်း Dragonfly တစ်ကောင်ဖြစ်လုံးဝအသွင်ပြောင်းသွားပါတော့တယ်။